အစားကြီးတဲ့ဝက်ဝံလေးတခါတုန်းကမြမပြည်ကတောအုပ်ကြီးထဲမှာဝက်ဝံလေးတစ်ကောင်နေပါတယ်သူ့နာမည်ကပန်းတာလို့ခေါ်တယ်ပန်းတာကအစားကြီးတဲ့ဝက်ဝံလေးဖြစ်ပြီးဘာပဲဖြစ်ဖြစ်စားချင်နေတတ်တယ်ဒီနေ့မှာပန်းတာဟာသူ့အိမ်သားကကြေးရွာကိုရှောက်သွားတယ်ကြေးရွာထဲမှာဈေးရောက်နေတဲ့လူတွေကိုမြင်တော့သူ့ဘိုက်ထဲကကြက်သီးထနေတယ်ဈေးထဲမှာလက်လက်ဆက်ဆက်ကြက်သွန်နီတွေခရမ်းသီးတွေငရုတ်သီးတွေရောင်းနေကြတာကိုမြင်တော့ပန်းတာကစားချင်စိတ်တွေတဖွာဖွာနဲ့ဈေးတီတယောက်စီကိုချင်းကပ်သွားတယ်အမေဒီခရမ်းသီးလေးစားလို့ရမလားလို့မေးတယ်ဈေးတီမေကဝက်ဝံလေးကိုကြည့်ပြီးရဲပြီးအေးပါတယ်တားရဲစားလို့ရပါတယ်လို့ပြောပန်းတာကခရမ်းသီးကိုစားလိုက်တာနဲ့သူ့မျက်လုံးတွေပြသွားတယ်အယမ်းကောင်းတယ်နောက်ထပ်တစ်လုံးစားလို့ရမလားလို့မေးတယ်ဈေးတီမေကသူ့ကိုနောက်ထပ်ခရမ်းသီးတွေပေးပြီးစားခိုင်းတယ်ပန်းတာကခရမ်းသီးတွေကိုစားရင်းပျော်နေဒါပေမဲ့ပန်းတာကအစားကြီးတာကြောင့်ခရမ်းသီးတွေအကုန်လုံးကိုစားပစ်လိုက်တယ်ဈေးတီမေကသူ့ကိုကြည့်ပြီးအေးပါတယ်တားရဲဒါပေမဲ့နောက်တစ်ခါဈေးဝယ်ဖို့ပိုက်ဆံယူလာဦးနော်လို့ပြောတယ်ပန်းတာကရှက်သွားပြီးဟုတ်ကဲ့အမေနောက်တစ်ခါပိုက်ဆံယူလာပါမယ်လို့ဝန်ချတောင်းပန်လိုက်တယ်အဲ့ဒီနေ့ကစပြီးပန်းတာဟာဈေးဝယ်ဖို့ပိုက်ဆံယူလာတက်လာပြီးကြေးရွာကလူတွေနဲ့မိတ်ဆွေဖြစ်လာတယ်သူ့ရဲ့အစားကြီးတဲ့စိတ်ကြောင့်ကြေးရွာထဲမှာပျော်စရာကောင်းတဲ့ဇတ်လန်းတွေအများကြီးဖြစ်လာတယ်ဒါကြောင့်ပန်းတာလေးဟာအစားကြီးပေမဲ့ကျေးဇူးတက်တဲ့ဝက်ဝံလေးဖြစ်လာပြီးကြေးရွာထဲမှာလူကြိုက်အများဆုံးဖြစ်လာတယ်